တောက်တွေပွင့်နေအချိန်ຫນွေပူကိုရေစက်နဲ့ဖြိုခွင်းလက်မထက်မှာကပြလို့တင်ကြမိုးအောက်ဆုံးကြဆိုချစ်တဲ့သူရဲ့အတားရေလောင်းမှာအမုန်းတွေရဲ့ရေနဲ့စေးကြောဆိုတို့နေအောင်ရဲ့အမတ်တရားတွေဒီတင်ကြမှာအသစ်ပြန်စားမယ်ခွနဲ့လောင်းလဲပြုံးပျော်ရွှင်ပတ်သမျှရေအေးမြလို့တစ်သက်စာအမတ်တရားပေါ်ချစ်တဲ့သူရဲ့အတားရေလောင်းမှာအမုန်းတွေရဲ့ရေနဲ့စေးကြောဆိုတို့နေအောင်ရဲ့အမတ်တရားတွေဒီတင်ကြမှာအသစ်ပြန်စားမယ်တဲ့သူရဲ့အတားရေလောင်းမှာအမုန်းတွေရဲ့ရေနဲ့စေးကြောဆိုတို့နေအောင်ရဲ့အမတ်တရားတွေဒီတင်ကြမှာအသစ်ပြန်စား